မင်္ဂလာပါဗျကျွန်တော်ခလေးပြောမှာတော့ချက်ကတ်နီးပေါ့နော်ချက်ကတ်တဲ့ဆိုတာကတော့အဓိကတော့စက်သမားတွေကတော့ဝိုင်းထဲမှာစီးမှာတာမှာတိုက်တဲ့သူတွေဒါအမှန်လေးပြောတာချက်ကြီးပေါက်နဲ့ချက်ကလေးပေါက်မတိုက်စီနဲ့ချက်ကလေးပေါက်ဆိုတာဘယ်လိုလဲဆိုတော့လေတံမူးရကလေးလေတံမူးကြီးအောက်စားဒီတော့ကြီးကလေးမဟုတ်ဘူးနော်အောက်စားထွက်တဲ့ဆိုတာအယိုးသက်ကောင်းလို့ဆိုတာအတက်တက်ရိုင်းလို့ဆိုပြီးတော့ကလေးဆိုပြီးပေးမချနဲ့မဟုတ်ဘူးဗျညီကိုတွေနော်ကျွန်တော်ပြောချင်တာချက်ကြီးပေါက်နဲ့ကျမပေါက်နဲ့ချက်ကလေးပေါက်နဲ့မတိုက်နဲ့ကျမပေါက်နဲ့ကျမပေါက်နဲ့ကျမပေါက်နဲ့မတိုက်မိစေနဲ့ကျွန်တော်ပြောချင်တာလဲကွာရင်မတိုက်နဲ့ချက်လျားကြီးရင်မတိုက်နဲ့အဓိကကျွန်တော်ပြောချင်တာချက်တကောင်ကတ်လိုက်ပဲတော့ကြီးလိုက်တာဝင်ငုတ်တူမတိုက်ငုတ်မပါရင်ခွက်လက်ခံမယ်ကျွန်တော်ပြောနော်မိုးရရည်တော့မှငုတ်ပါတဲ့ချက်ကနောက်ဆုံးတီညှော်လင်းချက်ရှိနော်အဲ့လိုကျွန်တော်တို့ကချက်တိုက်ပြီးဆိုရင်ငုတ်ကိုပရောင်းလို့စကြည့်မယ်ပြီးခြေစလုံးကိုကြည့်မယ်ခြေစလုံးကပိန်ပြီးတေးသေးလေးဆိုမတိုက်ချက်တက်ငယ်တယ်ကိုကချက်တက်ငယ်တာကိုခြေစလုံးတင်းပြီးပြူးနေမှာဒီနောက်မြောင်းနေဖြစ်ကြည့်ကိုတဲ့ပိုးအမာပိုးနေမတိုက်နဲ့နော်ကျွန်တော်ပြောမတိုက်နဲ့လဲကြည့်လိုက်နောက်ဆုံးများမကြည့်ရဘူးမျက်နှာချင်းရှင်းတိုက်တော့မှဟိုခံနိုင်တဲ့အရေးချင်းနဲ့မခံနိုင်တဲ့အရေးချင်းသိတာနော်မတိုက်နဲ့တစ်ဖက်ကမားထွတ်နေမတိုက်နဲ့မတိုက်လို့ဘာဖြစ်တစ်ဖက်ကကိုတဲ့ဟိုလဲရင်မာတယ်ဒါမှမဟုတ်အယိုးသက်ကကလေးလေးဒီလိုလေးကိုကအောက်စားဒီတော့ချက်ကြီးပေါက်လဲဆောင်မွေးဆိုကွက်တိုက်ပါဘာဖြစ်ချက်ကတ်တယ်ဆိုတာဒီလိုလေးကိုင်းကြည့်လိုက်ပြကိုတဲ့ဒီချက်လုံးပေါ့နော်ကိုနေမတိုက်နဲ့တူမတိုက်ချက်လျားတွေကြည့်လိုက်ချက်လျားတွေကိုတဲ့ကောင်းနေမတိုက်နဲ့လဲစားတွေတာကားကောင်းနေမတိုက်နဲ့နော်ကျွန်တော်ပြောချင်တာပေါင်ကောင်းလို့မရဘူးလဲကင်လို့မရနေရကြဒီလိုကင်ပြဒီလိုကင်ပြီးတော့ဒီလက်ကလေးကဖြစ်ကြည့်သူတို့ရဲ့အနေထားတွေဒီမဲ့ဒီဆိုင်ရအောက်ကလေးကိုဖြစ်ကြရတယ်ပေါင်ရဲ့အနေထားတွေကိုကိုယ်စမ်းလို့ရတယ်ဒါပေါင်နေကင်လို့မရတယ်လဲတွေကင်လို့မရတဲ့နေရာထားဆိုရင်ကျွန်တော်ချက်ကပ်ပြီးဆိုဒီလိုကင်ကြည့်သူ့ရဲ့ပေါင်ဘယ်လောက်ရှိလဲပြီးရင်ဒီလိုပြန်ကင်ကြည့်ချက်အလုံးစွာခိုင်းโอเคအဲ့လိုကြည့်ရအောင်နော်ညီကောင်ချက်ကတာနေရာလေးမှာအဓိကချက်တိုက်မမားစီနေဗျချက်တိုက်မားရင်ချက်ကလေးနောက်ဆုံးတနာဖို့တားကောင်းတယ်မိုးရဲရည်ထဲမှာယုံတဲ့နေရာမှာတားကွာချက်ကလေးငွေကြီးပါသွားရင်ချက်ကောက်အောင်မှာနှစ်မျောတော့မကောက်ပြီးတော့ကိုချက်ကလေးပိုးပြီးနားတယ်ဒါမှမဟုတ်ကျွန်တော်တို့ကချက်ကတဲ့မှာ PPCC ကပ်ပါလောမကပ်ပါနဲ့လောကင်အမိုင်းနဲ့အများဆုံးကျွန်တော်ရင်ဆိုင်တတ်တယ်နော်ညီကောင်ကျွန်တော်ဖုန်းမှန်တွေကိုမှတ်ချင်း4315398KB လား iPhone နံပါတ်ပဲ Viber နဲ့ iPhone တစ်လုံးပဲကျွန်တော်သုံးတယ်ခင်ဒီကိုကျွန်တော်နော်ဟိုတချို့4315398က Viber ကျွန်တော်ဖုန်းတွေကျွန်တော်လုံးဝမကိုင်းဘူးဟောညီကိုလုံးဝလည်းမသုံးဘူး Viber ဆိုအဲ့တစ်လုံးနဲ့ Viber ကနေစာပြန်ပေးပါup to date ကျွန်တော်စာပြန်ပေးရနော်ညီကိုနော်ဒါကျွန်တော်ရဲ့ချက်ကတ်နီးလေးပညာလေးပါဒါကျွန်တော်ချက်ကတ်အဲ့လိုပဲကြိုက်တယ်ချက်တရဲ့ဟိုဘောတော့အမာအချွဲလေချက်လျာအောက်ဆနောက်ပြီးတော့အယိုးအသက်ကျမပေါင်းနဲ့ကျဖပေါင်းမတိုက်ကျက်မိုက်ဖြစ်မှာကျက်မိုက်ကြောင်းတွေပဲဥစားပြီးပြောမှာအဲ့တော့မင်းတို့ကောင်တွေကျက်မိုက်နဲ့ကျက်မိုက်တွေကိုင်းနေတယ်အဲ့တော့ကျက်မိုက်ဘယ်နှမျိုးရှိလဲနော်ဥပဒေတော့ဒီနေ့ line ပေါ်မှာမင်းတို့ကောင်တွေကိုတရားဝင်နော်မင်းတို့အသိပေးလိုက်ပြီအဲ့တော့ကျက်မိုက်နှစ်မျိုးရှိတယ်အဲ့တော့ဒီမင်းတို့ကောင်တွေလက်ဖေးဆိုင်မှာပဲတွေ့ဘီယာဆိုင်မှာပဲတွေ့ဘယ်နေရာမှာတွေ့မင်းတို့ကြက်သမားတွေစုံတဲ့ခါကြလို့ရှိရင်ဟဲ့အောင်လေးလိုင်းပေါ်မှာတော့ဥပဒေပို့ကိုနားထောင်လိုက်ရတယ်နော် तू ကဥပဒေကပြောတယ်ကြက်မိုက်တောင်နှစ်မျိုးရှိသေးတယ်လို့ပြောတယ်မင်းတို့အဲ့မှာဝင်ခွဲကြည့်အဲ့တော့မင်းတို့ကြက်မိုက်ဆိုတာကြက်တကောင်ရှေ့မှာမထားဘူးနှုတ်တီးရှီလက်နော်တတိကောင်ပြတ်တိကောင်နဲ့ဝင်ဥအောင်ခွတ်တယ်ဟိုတစ်ဖက်သားကိုခုတ်ပြီးလို့နိုင်သွားပြီဆိုလို့ရှိရင်တကားဒီကြက်ကသူနိုင်နေဆိုတာကိုသိတဲ့အနေထားနော်နိုင်နေဆိုတာကိုသိတဲ့အနေထားပြပေးရမယ်နော် तू ကနိုင်နေဆိုတာကိုသိတဲ့အနေထားမပြပဲဤစသနုံကစနေတဲ့အရာမျိုးမနေရဘူးအဲ့တော့နှုတ်သီးယူမယ်လက်ယူမယ်ချီယူမယ်ဒါလိုက်နင်းခွတ်တာကိုကြက်မိုက်လို့ခေါ်နော်မင်းတို့ကြက်မိုက်မှာနှစ်မျိုးရှိတယ်လို့ပြောလိုက်ပြီနော်တကောင်ကကြက်မိုက်တကောင်ကကြက်အားနော်ခုနကြက်မိုက်ကြောင်ပြောပြီးအခုကြက်အားကြောင်ပြောသူလဲခွတ်တယ်ကိုလဲခွတ်တယ်ကြက်မိုက်ဆိုတာခံရင်ခွတ်ရင်အားထုတ်ရင်လည်းပဲဒါတတိပြတ်တိနဲ့ပဲနားမဲ့ရာမျိုးအဲ့တော့ကြက်အားကြတော့အဲ့လိုမဟုတ်ဘူးသွားခွတ်တယ်လာနေတယ်ဖြည်းဖြည်းတိုင်မဲ့မှန်နဲ့သွားတယ်နှုတ်သီးတစ်လုံးကိုက်ဖို့ဘယ်ရွေးညာရေးနေတယ်သူများလင်းကား6ချက်လောက်ခုပြီးမှကိုကတစ်ချက်2ချက်လောက်ပြန်ခုပြီးနိုင်ထားတယ်ကြက်အားတွေလည်းအများကြီးရှိတယ်အဲ့တော့မင်းတို့တွေ
အာထုံမှုနေတဲ့ကြက်နှုတ်သီးရှိလက်ရှေ့ကိုနေတဲ့ကြက်တိုင်ပင်မှန်ပြီးတော့ရိုးနေတဲ့ကြက်ဒါတွေဟာနှုတ်သီးကမ်းမှာသူတလုံးကိုတလုံးကိုကအလုံးပေါင်းများစွာခံပြီးမှနော်ယုံပြီးမှနိုင်တဲ့ကြက်ဒါမျိုးတွေကကြတော့ကြက်အားလို့ခေါ်တယ်အဲ့တော့လိုင်းပေါ်မှာဥပဒေတော့မင်းတို့ကြိုက်ထားတဲ့ကြက်ကကြက်မိုက်လားကြက်အားလားသိအောင်နော်မင်းတို့ဝေခွဲပြီးကြိုက်သေးခြင်းတယ်လို့နော်တကယ်လို့ကြက်မိုက်ကြိုက်ခဲ့တယ်ဆိုရင်တော့ဒါမင်းတို့အတွက်ညှော်လင်းချက်တွေအများကြီးရှိတယ်ကောင်းလဲကောင်းတယ်မင်းတို့ကြက်မိုက်ထဲမှာကြက်အားကိုတွားကြိုက်ထားမိပြီဆိုရင်တော့မင်းတို့အတွက်ညှော်လင်းချက်တွေပျောက်ထုံးသွားနိုင်တယ်လို့နော်အဲ့တော့ကြက်မိုက်မှန်ကြက်အားမှန်ကိုကြိုင်ထားတဲ့ကြက်ကကြက်မိုက်မှန်ကြက်အားမှန်တီးဖို့တော့အရေးကြီးပါတယ်လို့နော်ဟုတ်လားကြက်မိုက်ကြိုင်တဲ့ကလေးတွေနော်တိုင်ဝမ်နဲ့ကိုဆင်းမဲ့ကြက်ပေါက်တစ်ကောင်ကြောင်းပြောပြမယ်အဲ့တော့ဒီကြက်ပေါက်တွေဟာကြက်အိုတွေဟာအဲ့တော့ကြက်အိုတွေရောကြက်ပေါက်တွေရောဝိုင်းမခုတ်ဘူးလို့တချို့ကြက်သမားတော်တော်များများဒီလိုသိထားတယ်အမှန်ဝါတယ်ဆိုတာအသားဟုတ်လားဒီကနေ့ပေါ့ကွာဒီကြက်ပေါက်တစ်ကောင်ဆိုရင်ဒါတပိတ်တာ30တန်းရှိတယ်နော်ဒီလိုတပိတ်တာ30တန်းဒီကောင်တပိတ်တာ35 39ဆိုလို့ရှိရင်ဒါဒီကြက်တွေကဒါမခုတ်ဘူးတချို့ကြတော့ကန်ကြည့်တယ်ကြက်ကိုဒီလိုကန်ကြည့်တယ်ကန်ကြည့်တော့ဟာဝတ်တူးနာဒါဆိုတော့သူပုတ်ထားနဲ့ချီကျော်ဆန်းနာနဲ့ရပြီဆိုဒါတော့တိုက်အမားတော့သူကဗိတာ30ရှိရမယ့်စာကို9ကြက်သား9ကြက်သားစွန်းနေတာဒီလိုစွန်းနေလို့ရှိရင်အဲ့ကြက်ကအသားဆိုတာအားမဟုတ်ဘူးနော်အားမဟုတ်သူကမခုံနိုင်ဘူးဟုတ်လားဝါလွန်နေအီးနေတာသူတပိတ်တာ30ရှိရမယ်ကြက်ကတပိတ်တာ32 33နဲ့ပို့ရင်ဒီကောင်ကမကောင်းတော့ဘူးအဲ့တော့သူတို့တွေဒီလိုတပိတ်တာ30ရှိရမယ်ကြက်တကောင်ကိုကတိုက်ဝမ်နဲ့ကိုဆင်းမှာဒီလိုရာဒီမျိုးမှာ तू ကတပိတ်တာ39လောက်35လောက်ဖြစ်နေတယ်ဒါဆိုရင်ကိုကဘာတွေတွားတွေ့လို့ဆိုသူ့ရဲ့ကာလာတွေကိုကြည့်လိုက်ဒီမျက်နှာကာလာကိုကြည့်လိုက်လူလို့ရှိရင်သူ့ချောင်းကြည့်လိုက်လို့ရှိရင်ဘာတွေ့တော့ဆိုရင်အဲ့ဒီမျက်လာကာလာပြောင်းနေနောက်အမွှေးတောင်ကာလာနည်းနည်းပြောင်းနေဒီအချိန်မှာဆိုရင် तू ဟာအေးဖမ်းထားတာကိုအသားများတာကိုအားမဖြစ်နိုင်ဘူးမခုံနိုင်ဘူးဘလုတ်ပတ်ပဲဖြစ်မယ်ရေရှည်ရုံခွဲမှုမချိနိုင်ဘူးဒါဆိုရင်သူ့ကိုဘာလုပ်ရမလဲဆိုသူ့ကိုရှောက်တွေ့တဲ့နေရာကိုပြန်ထားမယ်ပြန်ထားပြီးရင်ဒီကောင်ကိုချီကျော်10မိနစ်လောက်ပြန်ရိုက်မယ်10မိနစ်လောက်ပြန်ရိုက်လို့ရှိရင်သူ့ရဲ့အသားကိုကြည့်လိုက်အမွှေးတောင်ကြည့်လိုက်အမွှေးတောင်ဟာပုံမှန်ခုနလိုထုံဖွာတာမှုံတုံမဖြစ်ဘူးဒီအသားရဲနေတဲ့အသားဒီလိုအသားပုံမှန်ဖြစ်နေရမယ်ဒီလိုအသားပုံမှန်ဖြစ်နေရမယ်ဒီလိုအသားမဟုတ်ဘဲနဲ့တစ်ချက်ကိုဖြူလိုက်မှိန်လိုက်ဖွက်မလိုက်အားများနေတယ်ဒါဆိုရင်ဒီကြက်တွေကမခုတ်ဘူးအဲ့တော့ကြက်အိုဆိုတာတော့သားများရင်မခုတ်ဘူးဆိုတာကြက်သမားတိုင်းသိတယ်အဲ့တော့ဒီကြက်ပေါက်တွေကိုတချို့ကြတော့ဝါတွေခုတ်တယ်မခုတ်ဘူးတော့ဟဲ့မခုတ်ဘူးဥတော်တော့ချောင်းမကြခဏကြုံဘူးလေအဲ့တော့ဒီလိုကြက်ပေါက်တွေသူတို့တွေပုံမှန်ဝိတ်ချိန်ရဖို့ဆိုလို့ရှိရင်ဒီရာဒီမှာမင်းတို့6တွေ့တဲ့နေရာမှာထားမယ်ချီကျော်ဆန့်မယ်အဲ့ဒီမျက်နှာပုံမှန်ဖြစ်တယ်အမွှေးတောင်ပုံမှန်ဖြစ်တယ်ဆိုမှဒါထွက်တိုက်ဟုတ်လားတကယ်တမ်းကျတော့ကြက်ကိုအသားနဲ့ကွဲပြားတီးဖို့လိုတယ်အဲ့တော့ကြက်ပေါက်တွေပဲဖြစ်ဖြစ်ကြက်အိုတွေပဲဖြစ်ဖြစ်အဝလွန်ကဲရင်မခုတ်ပါဘူးလို့တော့ဦးတော့ဒီနေ့ပို့လေးတစ်ခုတင်ပေးလိုက်ပြီဟုတ်လားနော်